အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်လေးတစ်အုပ်ကိုပြန်လည်ပြီးတော့မျှဝေပေးခြင်းပါတယ်စာအုပ်လေးရဲ့နာမည်ကတော့ယုံကြည်မှုတည်ဆောက်ဖို့အကြံပြုချက်90ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးကဘာသာပြန်စာအုပ်ဖြစ်ပြီးတော့ဘာသာပြန်ဆိုသူကတော့စုပြေစုံတို့ editor အဖွဲ့ကနေဘာသာပြန်ဆိုရတာဖြစ်ပါတယ်စာအုပ်အကြောင်းအရာလေးကတော့ဒီစာအုပ်လေးကလူတစ်ယောက်အတွက်မိမိကိုမိမိယုံကြည်မှုဘယ်လိုတည်ဆောက်ရမယ်ဆိုတာကိုနားလည်လည်အောင်ရေးသားထားတဲ့စာအုပ်လေးတစ်အုပ်ပဲဖြစ်ပါတယ်ယုံကြည်မှုဆိုတာကလူတစ်ယောက်ရဲ့ဘဝကိုအနေဆုံးအခြေအနေကနေပြီးတော့အမြင့်ဆုံးအခြေအနေရအောင်ဆွဲခေါ်နိုင်တဲ့အကောင်းဆုံးအရာတွေကတစ်ခုဖြစ်ပါတယ်ပထမဆုံးပေါ့နော်မိမိကိုမိမိပြောင်းလဲခြင်းနဲ့ဆိုရင်မိမိရဲ့ဘေးအပိုင်းကိုပြောင်းလဲခြင်းတာလဲဘေးပိုင်းမှာပို့ပြီးတော့ယုံကြည်မှုတိဆောက်ခြင်းတာလဲဆိုတာကိုသိချာသိရှိဖို့လိုအပ်ပါတယ်အဲ့လိုမသိဘူးဆိုရင်လည်းဒီစာအုပ်လေးထဲမှာကအချက်တစ်ချက်ချင်းကိုသိချာလေးရှင်းပြထားပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့မိမိကိုမိမိယုံကြည်မှုတိဆောက်မယ်ဆိုရင်အပြင်ပန်းကိုပထမဆုံးပြုပြင်ရမယ်ပေါ့နော်အပြင်ပန်းတွေပြောရင်ဘယ်ဟာတွေပါအောင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့သပင်ပုံစံကအစပါမယ်ပေါ့နော်တခါလေဒီဟာလေးတွေကတင်းငယ်တယ်လို့ထင်ရပေမဲ့တယောက်နဲ့တယောက်ပထမဆုံး first expression မှာဆိုလို့ရှိရင်သူ့ရဲ့အမြင်ကိုယ့်ရဲ့အမြင်ကိုအရန်သိတာစီတယ်ပေါ့နော်သူကကိုယ့်ပထမဆုံးမြင်လိုက်တဲ့အမြင်မှာဘယ်လိုလူမျိုးလဲဆိုတာကိုသူတို့ရဲ့မျက်စိထဲမှာပုံဖော်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကိုယ့်ရဲ့သပင်ပုံစံပဲပြောက်ကြားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီသပင်ပုံစံနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့လိုက်တဲ့သပင်ပုံစံကိုထားရမယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်သပင်ဆိုတာကကျွန်တော်တို့ရဲ့ဒုတိယမျက်နှာပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်ကကျွန်တော်တို့ရဲ့အဝေးအစားပေါ့နော်။ကိုယ်ဝေးတဲ့အဝေးအစားကကိုဝေးလိုက်တဲ့အချိန်မှာကိုယ့်ကိုအများကြီးယုံကြည်မှုပိုရှိစေသွားစေတယ်ဆိုတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကပို့ပြီးတော့အဆင်ပြေပါတယ်။တမန်အဝေးအစားကိုဝေးတဲ့အချိန်နဲ့မိမိနဲ့အရန်လိုက်တယ်လို့သူများကပြောတယ်။ကိုယ်တိုင်လည်းမိမိနဲ့ရန်တယ်လို့ခံစားရတဲ့အဝေးစားဝတ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ပုံစံကျွန်တော်တို့ရဲ့အကျင့်နည်းနည်းလေးပြောင်းလဲသွားတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ကအဝေးစားဝတ်တဲ့အခါမှာလည်းကိုယ့်ကိုယုံကြည်မှုပိုရှိစေတဲ့အဝေးစားမျိုးကိုရွေးချယ်တင်ပါတယ်ဒီလိုပြောလို့ကျွန်တော်တို့ကအဝေးစားကိုဈေးကြီးကြီးတွေပေးဝယ်ရမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်ဈေးပုံမှန်ဈေးကျွန်တော်တက်နိုင်တဲ့ဈေးနဲ့ကျွန်တော်တို့နဲ့လိုက်ဖက်တဲ့အဝေးစားကိုရွေးချယ်ဖို့လည်းလိုအပ်ပါတယ်တတိယတစ်ခုကတော့ကျွန်တော်တို့အသားရည်ကိုယူဆိုင်ရမယ်ပေါ့နော်အသားရည်ဆိုတာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အသားရည်ကိုယူဆိုင်ရမယ်ကျွန်တော်တို့ကလိုက်တဲ့တင့်လျော်တဲ့ skin care တွေထိန်းသိမ်းဖို့အတွက်လိုအပ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီအစားတောက်နဲ့ကျန်းမာရေးပေါ့နော်ကျွန်တော်တို့ကဗိုက်စားတယ်ဆိုပြီးတော့အရင်မစားရဘူးအစားတောက်တွေကစားလို့ကောင်းတယ်တိုးတော်ညာလေးမိမိအသက်အရွယ်မှာမိမိရှိတဲ့အရက်အလေးချိန်ရှိဖို့ကလည်းအရင်ရေးကြည့်ပါတယ်ကျွန်တော်တို့ကအရင်အဝါလွန်တဲ့အရင်ပိန်နေဆိုတော့ကျွန်တော်တို့ယုံကြည်မှုရှိမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကစိတ်သွားတိုင်းကိုပါခြင်းနဲ့ကျွန်တော်တို့ကကိုယ့်ကိုယုံကြည်မှုတိစောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအစားအသာစားတဲ့အခါမှာလည်းကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကိုစားမယ်ကျွန်တော်တို့ဒီအားကစားတွေပါတယ်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်နဲ့တင့်လျော်တဲ့လိုအပ်တဲ့အားကစားကျွန်တော်တို့လည်းကိုက်ညီမဲ့အားကစားကိုလုပ်ပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်ကိုထိန်းသိမ်းလို့ရပါတယ်ဒါကတော့အပြင်ပန်းမှာလုပ်တဲ့အရာတွေဖြစ်ပါတယ်နောက်တစ်ခုကကျတော့မိမိကိုမိမိယုံကြည်မှုတိစောက်ခြင်းတယ်ဆိုလို့ရှိရင်တော့အဓိကဘာလုပ်ရမလဲဆိုတော့ဒီ planner ဆွဲရတော့မယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြောခဲ့တဲ့ဟာဆိုလို့ရှိရင်တော့ဒီအပြင်ပန်းနဲ့ပတ်သက်ပြီးတော့ပြပေးခဲ့တာဖြစ်ပါတယ်နောက်တဲ့ဒီ solid တော့ပြောပြပေးတဲ့အကြောင်းအရာကဘာလဲဆိုလို့ရှိရင်အပြင်ပန်းပြီးသားဆိုတော့ကျွန်တော်တို့ရဲ့ဒီ personal နဲ့ပတ်သက်ပြီးတော့တိုးတက်ဖို့လိုအပ်ပါတယ်အဲ့ဒါကဘာတွေပါမလဲဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ကအစီအစဉ်စရာရေးဆွဲတာပေါ့နော်ကျွန်တော်တို့အစီအစဉ်စရာကိုဘာဖြစ်လို့ရေးဆွဲဖို့လိုအပ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကညမှာအစီအစဉ်တွေကောင်းမွန်စွာဆွဲထားတဲ့အခါကျလို့ရှိရင်မနေ့ရောက်တဲ့အခါမှာကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုကိုအားလုံးကိုအဆင်ပြေပြီးတော့တစ်ခုပြီးတစ်ခုလုံရင်းနဲ့ကျွန်တော်လုပ်ခဲ့တဲ့ຢာတွေကိုကြည့်ပြီးကျွန်တော်တို့ကကိုယ့်ကိုအားရလာမယ်ကျဉ်းလာမယ်ကိုယ့်ကိုယုံကြည်မှုရှိလာမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့မိမိရဲ့အလုပ်ကိုကျွမ်းကျင်အောင်လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကမိမိလုပ်နေတဲ့လုပ်ငန်းမှာကိုယ်ဘယ်လောက်ထိကျွမ်းကျင်မှုရှိလဲဆိုတာကအင်မတန်ရေးကြီးပါတယ်ကျွန်တော်လုပ်တဲ့အလုပ်မှာကျွန်တော်ကကျွမ်းကျင်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကမိမိကိုမိမိယုံကြည်မှုရှိလာမှာဖြစ်ပါတယ်ယုံကြည်မှုဆိုတာကကျွန်တော်တို့တရက်တနေ့နဲ့လုပ်လို့ရတဲ့အရာမဟုတ်ပါတော့ကျွန်တော်နေတိုင်းကိစ္စတစ်ခုချင်းစီကိုလုပ်သွားရမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ကကိုယ့်ကိုယုံကြည်မှုတွေပိုရှိလာမှာဖြစ်ပါတယ်ဒါကဒီစာအုပ်လေးထဲမှာပါတဲ့အချက်တွေကိုကျွန်တော်ကအနှစ်ချုပ်လေးပြပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ